ဈေးကွက်မှာတော့ဒီ VNM ဖျားတွေကတော့တော်တော်ဈေးကွက်မှာရောင်းရတယ်ဟိုဟာဘယ်လောက်ထိရောင်းရတယ်ဆိုကျွန်တော်ထိုင်းနိုင်ငံထိပါပို့ပေးရတာကျွန်တော်ရှိမှဘယ်လောက်ထုတ်တော့မလာဘူးဖြစ်နေတာတချို့ဆိုင်နေဆိုရာနဲ့10နဲ့ရာနဲ့ချီပြီးတော့ယူလာကျွန်တော်ရှိရနေပြီးတော့ဈေးရလဲကျွန်တော်တော်သက်သာတယ်လေဒါဆိုလို့ရှိရင်ဒါကျွန်းနဲ့အစ်စ်ကျွန်းနဲ့မုံအစ်စ်တွေကိုကျွန်တော်ပြချပြီးတော့အဲဒီ resin နဲ့ပြန်ပြီးတော့လောင်းလာတာဒါကျွန်တော်ပြန်ချောပြီးတော့ကျွန်တော်ပူဇော်ဖို့အတွက်ကျွန်တော်ထုတ်ထားတာဒါကော်ရီ fiber resin လေဒါကြောက်မုတ်နဲ့ကျွန်တော်ကော်ရီနဲ့ရောလိုက်ရတာဒါလုံးနေထားလေးဖြစ်သွားပြစ်လေးရောဟာတနာရောရသေးတယ်ဒါသူ့ကိုနှံ့အောင်မှွေပေးရတယ်သူကနှံ့မှ6ပါလေမနှံ့လို့ရှိရင်မ6တော့ဘူးကျွန်တော်ဒီမိုဒဲကိုလောင်းထည့်မှာဒီမှာဆီလီကွန်မိုဒဲကိုလောင်းထည့်မယ်ကျွန်တော်မိုထိန်ဒါမိုထိန်လို့ခေါ်တယ်ဒီမိုပြန်ထိန်လာတာလေမိုထိန်နဲ့ကိုတခြားထည့်ရအောင်ရပါတယ်ဒီကော်ရီကိုနေရာနှံ့အောင်လှည့်ပေးရအောင်သူခဲသွားတဲ့အချိန်ကြီးပေါ့ဒါခုနကကျွန်တော်ပထမကော်ရီလောင်းလိုက်တာဒါတလွှာခဲသွားပြီဆိုဒါပါသေးတယ်ပါတော့ကျွန်တော်နောက်ထပ်တူးထပ်တင်အောင်နောက်တစ်လွှာတင်ပြီးတော့မှကျွန်တော်6သွားပြီအားလုံး6ပြီဆိုလို့မာသွားပြီဆိုလို့ရင်ကျွန်တော်ဆီလီကွန်ကိုပြန်ခွာမယ်ပြန်ခွာလို့ရှိရင်ဖျားဆင်းဥတော့ထွက်လာလိမ့်မယ်เนาะအဲ့ဒါလေးဆက်ကြည့်လိုက်အောင်အရင်ကကျွန်တော်ဆိုင်ကယ်ရောင်းဝယ်တွေလုပ်တယ်ပြီးတော့ကိုဆိုင်ကယ်တွေကို modify တွေပါလုပ်တယ်ကာဘာတွေဘာတွေကိုကြားတော့ကျွန်တော် fiber glass နဲ့ကျွန်တော်မိုးတွေပါပြန်လောင်းတာဆိုင်ကယ်ရန်ကုန်မှာတည်းရဆိုင်ကယ်လက်စီးမရတော့ဟိုကလည်းအငိမ်မနေတတ်ဘူးဒီပြင်အလုပ်တစ်ခုကိုဘာလို့ကောင်းမလဲဆိုပြီးတော့ရှာတာပေါ့ရှာတော့အဲ line ပေါ်မှာကျွန်တော် YouTube ဒီမှာလေ့လာ line ပေါ်မှာလိုက်ကြည့်ကိုလိုက်လုပ်ရင်အချိန်ကြာလာတော့အလောက်ကပဲကိုပြန်သင်ပေးသွားတာပေါ့အခုဆိုရင်ကျွန်တော်ကဒီဇိုင်းတွေဆိုလဲကိုလိုချင်တဲ့ဒီဇိုင်းတွေကိုကို printer နဲ့ထုတ်ပြီးတော့မိုးပြန်လောင်းပြီးတော့ဒီ fiber နဲ့ပြန်ထုတ်လို့ရနေပြီလေဒီမှာဒါတွေကဟို3 printer နဲ့ထုတ်တာဒီဖျားဆိုတာညံတော့အမြင့်9လက်မှရှိတယ်9လက်မှဒါ printer နဲ့ထုတ်ပြီးတော့ကျွန်တော်ပြန်ချောရမှာဒါတွေချောပြီးမိုးပြန်ကူးပြီးတော့ကျွန်တော် fiber နဲ့ပြန်ထုတ်မှာဒီဘက်ကဖျားကတော့ဒါမပြီးသေးဘူးညံတော့အမြင့်ဟို21လက်မှဒီရှိရစင်းနှုတ်တော်တွေကြတော့ဒါတပေဒါ9လက်မှဒါ fiber နဲ့မိုးလောင်းပြီးသားတွေပြီးသွားပြီဆိုမှဒါချောရအောင်မယ်ဒီ18လက်မှဆိုရင်ဒါဆေးဆိုလဲဒါကြွေစေးအကောင်းဆုံးသုံးမိတာလား fiber glass နဲ့ထုတ်ပြီးတော့လေကြွေစေးရဟိုကျွန်တော်ဓာတ်စီတို့တင်နာတို့ထိတာတော့ဘာမှမဖြစ်ဘူးဒီဆေးရကြွေစေးတော်တော်ကောင်းတယ်အဲ့ဒါသုံးမိတာလားတန်ဖိုးအပြင်လဲဟိုဈေးရဘတ်ဂျက်လည်းဖြစ်တယ်တချို့ပူဇော်တဲ့လူတွေလည်းအဆင်ပြေတယ်လေဟိုကျွန်တော်ကြေးသွန်းဖျားတို့စက်ကျင်ဖျားတို့ထက်ဟိုဈေးရအစာပေါင်းများတာကွာတယ်ပြီးတော့ fiber နဲ့လောင်းထားတယ်ဆိုယူကရေရှည်မခံပါလဲမဟုတ်ဘူးလေနှစ်30လောက်ကတော့အသာလေးခံတယ်နှစ်အင်ဒိုမှာထားမယ်ဆိုရင်တော့ဟိုကနှစ်60လောက်ခံတယ်တတန်းကတော့ပြီးတော့ကျွန်တော် quality ကောင်းဟိုထူလေးလုပ်ပေးတာသူများတွေထောက်လုပ်တဲ့ဟာတွေဆိုပပလေးတွေလေပပလေးဆိုနဲ့ထိခိုက်ရင်တော့ကွဲသွားတာတို့ဘာလို့ရှိတယ်ကျွန်တော်ရှိရဟာတွေတရားစင်းဥတော်တွေကြတော့ကျွန်တော်အဲ့လိုမရှိဘူးထိခိုက်လဲခံတယ်ဆေးပိုင်းမှာဆိုလဲနေပူလဲထားလဲဘာမှမဖြစ်ဘူးမိုးရလဲထားလဲဘာမှမဖြစ်ဘူးတချို့ customer တွေကြတော့လေရေတက်ပေတာတို့ရေမွေးဖျန်းတာတို့အဲ့လိုမျိုးတွေပါလုပ်တယ်ဈေးကွက်မှာတော့ဒီ VNM ဖျားတွေကတော့တော်တော်ဈေးကွက်မှာရောင်းရတယ်ဟိုဟာဘယ်လောက်ထိရောင်းရတယ်ဆိုကျွန်တော်ထိုင်းနိုင်ငံထိပါပို့ပေးရတာထုတ်သလောက်ကိုကျွန်တော်ဒီပါကျွန်တော်ရှိမှထုတ်ဘယ်လောက်ထုတ်သလောက်မလာဘူးဖြစ်နေတာမြန်မာနိုင်ငံထဲမှာဆိုလည်းအစုံပဲတိုင်းဒေသအစုံပဲကျွန်တော်ပို့ပေးရတယ်တချို့ဆိုင်နေဆိုရာနဲ့10နဲ့ရာနဲ့ချီပြီးတော့ယူလာကျွန်တော်ရှိရနေပြီးတော့ဈေးရလဲကျွန်တော်တော်သက်သာတယ်လေဈေးလည်းအများကြီးမတင်တာဘူးထိုင်းမှာလည်းလူကြိုက်တော်များတယ်ကျွန်တော်ကိုယ်တိုင်လည်းတော်ကြိုက်တယ်ကျွန်တော်တော့မှပူဇော်ဖို့ထုတ်ထားတာအချောမသက်ကသေးဘူးကျွန်းနဲ့အသားကိုပြချပြီးတော့အဲဒီကျွန်တော် resin နဲ့ရောပြီးတော့ပြန်လောင်းထားတဲ့စင်းနုရှိတယ်ကျွန်တော်ပြမယ်ဒီမှာဒါဆိုလို့ရှိရင်ဒါကျွန်းနဲ့အစ်စ်ကျွန်းနဲ့မုံအစ်စ်တွေကိုကျွန်တော်ပြချပြီးတော့အဲဒီ resin နဲ့ပြန်ပြီးတော့လောင်းလာတာဒါကျွန်တော်ပြန်ချောပြီးတော့ကျွန်တော်ပူဇော်ဖို့အတွက်ကျွန်တော်ထုတ်ထားတာအလောက်ကမှအားတာနဲ့ကျွန်တော်လည်းမချောနိုင်သေးဘူးကျွန်တော်ပူဇော်ဖို့လုပ်ဖို့
ဒီ fiber နဲ့ကြတော့အားသာချက်ကဘာလဲဆိုတော့တချို့ဖျားကျောင်းဆောင်တွေက weight အလေးကြီးတွေတင်တာမရဘူးဆိုတော့ဒီအားလေးတွေကြဒီ fiber နဲ့လောင်းလာတဲ့ခါကျပေါ့တယ် weight ပေါ့တဲ့အခါကျတော့ဖျားကျောင်းဆောင်တွေမှာတင်လာတာတို့အမအရွှေပြုတ်ရတာတော့လွယ်တာပေါ့ဒါဖျားစင်းနူးတော်တွေကိုရွှေချမယ်ဆိုလဲကျွန်တော်ရှိမှဒီမှာရွှေချလို့ရတယ်လေဒါကကျွန်တော် sample ရွှေချပေးတာလားဒါဟို printer နဲ့ထုတ်ထားတဲ့ဟာဒါ fiber မူလောင်းလာတာမဟုတ်ဘူးဒါကျွန်တော် sample ပြလို့ရအောင်လို့ရွှေချပေးတာရွှေဆိုလဲတော်တော်ကောင်းတယ်ပြောင်းနေရပဲဒီ site ကြီးတွေဆိုလို့ရှိရင်တော်တော်တက်ပဲမှာရွှေချတာလေအဲရွှေချတဲ့ဟာလဲကျွန်တော်ရှိမှလာအဲ့လိုရပါတယ်လို့ဒီမှာလေခုနကလောင်းလိုက်တဲ့ဟာခဲသွားတော့ခွာလိုက်တော့မှပြန်ဆင်းပြီးတော့ပုံထွက်လာမိုးတွေကနေခွာလိုက်တော့ဒါဆိုအကျန်းရသွားပြီအကျန်းရသွားကျွန်တော်ဖင်ပိတ်ရမှာဖင်ကိုပြန်ပိတ်ရမှာဖင်ပိတ်တာဒါကျွန်တော်ပိတ်ထားတယ်မလေးဒါမျိုးဖင်ပိတ်ရမှာအရင်တော့ဆိုရင်ကျွန်တော်ဒီမိုးတွေပေါ့ကျွန်တော်လောက်ခဲ့တာစပြီးတော့ဖမ်းခဲ့တော့အဲဆီလီကွန်တွေကလည်းအရင်ဝယ်ရတာဈေးကြီးတယ်ဈေးကြီးတော့တစ်ခါဝယ်လိုက်မိုးဖမ်းလိုက်ပြတ်သွားလိုက်ဟာစိတ်ကြီးလည်းညစ်သွားတစ်ခါဝယ်လိုက်တစ်ခါမဟုတ်နှစ်ခါမဟုတ်အဲ့လိုအချိန်တော်တော်များတယ်၄-၅ချိန်လောက်ရှိတယ်အဲကျွန်တော်ခဏမိုးရီပြက်စီးတာအစိမ့်မပြေဘူးမပြေတော့ပြဿနာအများကြီးဆုံးရှုံးတယ်အဲ့လို10နဲ့ချီဆုံးရှုံးခဲ့တယ်အဲ့လိုစိတ်တွေလည်းညစ်စိတ်ဓာတ်တွေလည်းကျအဲ့ဒါကိုကျွန်တော်ဇွဲမလျှော့ဘူးမရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ရအောင်လုပ်ပြီးတော့အခုလိုခြေနေတစ်ခုနဲ့ကျွန်တော်ပြန်ရက်တည်နိုင်တာဟုတ်ကျွန်တော်တို့ကြတော့ဒါနီးပညာနဲ့ပေါင်းပြီးတော့လုပ်တဲ့အလုပ်လေ trainer တွေနဲ့အယုတ်တွေထုတ်ပြီးတော့ဆီလီကွန်နဲ့မိုးပြန်ဖမ်းပြီးတော့ကျွန်တော် fiber နဲ့ပြန်ပြီးတော့လောင်းလာဆိုတော့ကျွန်တော်တို့အားကြတော့နီးပညာဆန်သွားတာပေါ့ကျွန်တော်တို့ဒီနီးပညာဘယ်လောက်တိုးတက်ပေါ့နော်ဒီပပူးသမားတွေရဲ့ပပူးလက်ရာကတော့လူများတော့ကြိုက်နေကြတာပဲအဲ့တော့ကြိုက်တော့ဈေးကွက်မှာဆိုရင်တော့ပပူးသက်ကျွန်တော်တို့ဒီမိုးလောင်းတဲ့ဘက်ကမိုးလောင်းတဲ့သက်ပေါ့လို့တွားပြီးတော့ရှင်လို့တော့မရဘူးတဲ့မှာဒီဖျားစင်းလူတော်တွေဒီမှာဘယ်သူမှမထုတ်သေးဘူးကျွန်တော်ကြီးတဲ့လောင်းမဲ့ဟာတွေပါကျွန်တော်တိုးချဲ့ဖို့တော့လုပ်နေတယ်ဝါသနာပါတဲ့ကျွန်တော်တဲ့ဟိုငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေပေါ့နော်ပညာတော့ဒါကျွန်တော်ရှိမှလာပြီးတော့လေ့လာလို့လည်းရတယ်ကျွန်တော်သင်ပေးမယ်သင်တန်းပေးဖို့လည်းရှိတယ်ကျွန်တော်ဒီຢာတွေလောက်တာဒီမိုးဖမ်းတာတွေမိုးလောင်းတာတွေသက်မှာအလုံးဒီ 3D နဲ့ဟိုအယုတ်ထုတ်တာတွေထုတ်လို့ရေးပိုင်းအဲ့လောက်တာတွေဝါသနာပိုင်းလာခဲ့ပါလို့ကျွန်တော်တော့သင်ပေးမယ်ကျွန်တော်ရှိရာဖျားစင်းလူတော်နဲ့ဒီပြနေရာဟာတွေနဲ့ကွာခြားမှုကတော့ကျွန်တော်ကတော့လက်ရပိုင်းနေစေးပိုင်းနေဒီထဲတဲ့ရဟို fiber အသား quality ပိုင်းနေအားလုံးကတော့ကျွန်တော်ပို့ပေးတာတယ်စေးပိုင်းဆိုလဲကျွန်တော်တော်တော်ကောင်းအောင်ကျွန်တော်လုပ်ပေးတာဒါကျွေစေးအကောင်းသားဆိုဒီဖျားတွေမှာတော်တော်မသုံးကြဘူးတချို့လူတွေကြတော့ဒီကျွေစေးကိုလေရေစေးတွေတုံးတယ်လိုက်ကားတွေအုပ်တယ်တချို့တွေကြတော့အဲ့လိုကြီးလောက်ကြတယ်ကျွန်တော်တော့အဲ့လိုမလုပ်ဘူးကွာအဲ့ဒါကြောင့်ကျွန်တော်ကောင်းကောင်းလုပ်ပေးလို့လဲကျွန်တော်နာမည်ရတာပေါ့လူကြိုက်များတာကျွန်တော်ရှိရလိုက်ရတွေရဟုတ် BNN ဖျားဟိုပူဇော်ခြင်းတဲ့သူတွေဆိုလို့ရင် site ဆောင်ရှိတယ်ဟိုဘယ် site ပဲရတယ်လိုချင်တဲ့ site ကိုရောကျွန်တော်ထုတ်ပေးလို့ရတယ်ဒီဈေးလည်းတက်တာမယ်ပစ္စည်း quality လည်းကောင်းမယ်မိုးလောင်းပြီးတော့ထုတ်လို့ရလှုပ်ချင်တဲ့အယုတ်တွေရှိလို့ရှိရင်ကျွန်တော်ရှိမှလာပြီးတော့အဲ့လိုရပါတယ်လို့